လုံးဝဖြစ်ရှင်းစဉ်သိမရှိတော့အောင်မွန်းကျက်နေတဲ့အခြေအနေတွေဖြစ်အားတွေကြုံရတယ်အဲ့ဒါမင်းတို့နောက်တစ်ဆင့်မြင်ဖို့ပဲအဲ့ဒါမှမေးတယ်အဲ့ဒီဟာကိုရှောင်တော့သိချင်းတဲ့ကြာဒီမှာရှင်းတော့ကနီးလာမှာတောက်လျှောက်တိဆောက်ခဲ့တဲ့များလေဒီတန်လေးဒီဖိအားလေးဒီခက်ခဲလေးကိုဖြည့်ရှင်းရင်သိမရှိတာနဲ့တွေမှာဖြစ်သွားပျက်စီးဆုံးရှုံးမှုတွေကြုံသွားတယ်အဲကြောင့်ပฏิရူပဒီနေရာမင်းတို့အတွက်တကယ်ကိုမဟာဗျူဟာမြောက်တဲ့ဖွံ့ဖြိုးတိုးတက်မင်းနေရာအသိပညာဘုဒ္ဓတွေကိုစီးပူးအားထုတ်ခွင့်ရတဲ့နေရာဘဝအတွက်မဟာဗျူဟာမြောက်တည်ဆောက်ဖို့အတွက်ခွင့်လန်းကောင်းတွေရှိတဲ့နေရာဆိုရင်မပြောင်းနဲ့အခက်အခဲကြုံတိုင်းခဏပြောင်းတော့အင်္ဂလိပ်လို quittal လို့ခေါ်တယ်ပြင်မငြိမ်တာပေါ့ကွာဒါလေးခံလဲဟိုရောက်သွားလဲဟိုကလေးခံလဲဟိုရောက်သွားလဲဒီလောကမကောင်းဟိုလောကတတ်တာလေမင်းတို့ကအောင်မြင်မှုကိုရှာတာမဟုတ်တတ်တာတဲ့နေရာရှာအခုခေတ်လူငယ်တွေကလေအောင်မြင်မှုရှာတာမဟုတ်